အရင်တုန်းကညှို့ရော်တေဆုံးလူနီးပါးဖြစ်နေတဲ့မိုးမခပင်လေးဟာချက်ချင်းဆိုသလိုပြန်လဲရှင်တန်လာခဲ့တဲ့နောက်ပိုင်းမှာပေါ့တောင်ပေါ်ဖုန်ကြီးကျောင်းလေးတစ်ကျောင်းမှာကိုရင်လေးတစ်ပါးဟာနေ့စဉ်တရားစာတွေရွတ်ဖတ်ပြီးရေးစားတဲ့အခါတောင်အောက်ကိုဆင်းကကိုယ်တိုင်ရေခတ်တောက်လေးရှိပါတယ်တနေ့မှာတော့ကျောင်းကိုအရက်ရှိရှိဖုန်ကြီးတစ်ပါးရောက်လာခဲ့တဲ့ဖော်ရွေတဲ့ကိုရင်လေးကလည်းဧည့်သည်ကိုရေခွက်တွေနဲ့တိုက်လိုက်တာပေါ့ဒါပေမဲ့ရေစီထဲကရေတွေကုန်သွားတာကိုမြင်တော့အရက်ရှိတဲ့ဖုန်ကြီးကလည်းတာဝန်တိတိနဲ့ထမ်းဖို့ကိုယူပြီးတောင်အောက်ကိုရေခတ်ဆင်းသွားခဲ့ပါတယ်နောက်နေ့မနေ့ရောက်တော့အရက်ရှိတဲ့ဖုန်ကြီးကတောင်အောက်ကိုရေခတ်ထက်ဆင်းတဲ့ကိုရင်လေးကတော့အနောက်ကနေပါဆက်လေးပိတ်ပြီးခိုးရနေတာပေါ့ဒါပေမဲ့အရက်ရှိတဲ့ဖုန်ကြီးကခြေလန်းနေငယ်ကြမှာပဲဘာလို့ငါတယောက်တည်းရေခတ်ရမှာလဲဆိုပြီးတွေးမိသွားတယ်ဒါနဲ့သူကအเจ้าကိုပြန်လှည့်လာပြီးကိုရင်လေးကိုခေါ်ကနှစ်ယောက်အတူတူရေသွားထမ်းကြဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါပေမဲ့ရေထမ်းတဲ့အခါကိုတက်တာအောင်ဆိုပြီးထမ်းဖို့ကိုအပေါ်မြောက်တင်ကတစ်ဖက်လူစီအလေးချိန်ပိုရောက်အောင်နှစ်ယောက်စလုံးကကြံစီကြပါတော့တယ်ဘသူကမှအနစ်နာမခံချင်ကြတာကြောင့်ဒေါသထွက်ပြီးထမ်းဖို့ကိုပြစ်ချကနှစ်ယောက်လုံးရေမခတ်ပဲနေလိုက်ကြတယ်ဘသူမှအမျက်မထွက်ဘူးဆိုတာသိသွားတဲ့အခါကိုရင်လေးကညက်တစ်ခုထုတ်လိုက်တယ်ထမ်းဖို့ရဲ့အလဲတက်တဲ့မှာပေတံနဲ့အမတ်သားတစ်ခုလုပ်ပြီးဘသူမှဒီမြင်းကိုမကြော်ရဘူးဆိုပြီးတရားမျှတအောင်လုပ်လိုက်တယ်ဒီသဘောတူညီချက်နဲ့နှစ်ယောက်သားအကြောင်းကိုရေထမ်းပြန်လာနိုင်ခဲ့ကြတယ်လက်ဝက်တောင်မကြခင်မှာပဲဝါဝါဖိုင်ဖိုင်ဖုန်ကြီးတစ်ပါးထက်ရောက်လာပြန်ရောဒီလူကတော့အာနာဖို့ဆိုတာဝေလာဝေးပဲရောက်ချင်းရေခွက်ကိုယူပြီးရေစီထဲကရေတွေကိုကုံစင်အောင်တောက်ချလိုက်တယ်ပြီးတာနဲ့မြေကြီးပေါ်ထိုင်ချပြီးဟောက်တန်အကျယ်ကြီးနဲ့အိပ်ပျော်သွားတော့တယ်အနောက်မှာကြံခဲ့တဲ့နှစ်ယောက်ကတော့လုံးဝမကျေနပ်တော့ဘူးထမ်းဖို့ကိုယူပြီးဝါတဲ့ဖုန်ကြီးကိုရေသွားခတ်ခိုင်းကြတယ်ဒါပေမဲ့ပြဿနာကဝါတဲ့ဖုန်ကြီးရေခတ်ပြီးပြန်ရောက်လာတဲ့အခါသူကိုယ်တိုင်ကအရန်ရေစာနေတော့ရေစီထဲကရေတွေကိုအကုန်ပြန်တောက်လိုက်ပြန်ရောဒီတော့၃ယောက်စလုံးကတယောက်မှအလျှော့မပေးချင်ကြတော့ဘူးဘယ်သူမှလည်းရေမခတ်ချင်ကြဘူးအချိန်တွေကြာလာတော့ဗိုက်စာလာတဲ့အခါရေမပါပဲတရေစာ6တွေကိုပဲစားကြရတယ်နင်သွားရင်တော့တောက်เสียရေတစ်စက်မှမရှိဘူးနောက်ဆုံးတော့ကိုရင်လေးကညံနေနဲ့ထုတ်ပြီးဖះเจ้าဆောင်ပေါ်ကကိုရင်မဲတော်ရဲ့ပန်းအိုးတွေကရေကိုခိုးတောက်လိုက်တဲ့ကျန်တဲ့နှစ်ယောက်ကလည်းဒါကိုမြင်တော့လူတောက်ကြပြန်ရောတနေ့မှာတော့ဖះဆုံးကိုခိုးစားတဲ့ကြွက်တကောင်ကဖះတိုင်ကိုကိုက်ဖြတ်လိုက်တာကြောင့်မီးဆွဲလောင်ပါတော့တယ်ခဏလေးတွင်းမှာပဲဖုန်ကြီးเจ้าလေးဟာမိတောင်မိရှန်တွေဖုံးလွှမ်းသွားပြီးဖုန်ကြီး၃ပါးလည်းအပူဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားလိုက်ကြရတယ်เจ้าလေးပြကြတော့မဲ့အခြေအနေကိုမြင်လိုက်ရတဲ့အခါသူတို့၃ယောက်ရဲ့ပုံကိုယ်ရည်မကျင်းတဲ့ချက်တွေကိုပေးဖယ်ထားလိုက်ကြတော့တယ်ရေပုံးတွေကိုဆွဲပြီးတောင်အောက်ကိုအပြေးလွှားသွားကြပါတော့တယ်မိငိမ့်တက်ဖို့အစွမ်းကုန်စူးစမ်းပါတော့တယ်အလောတကြီးနဲ့အရက်ရှိတဲ့ဖုန်ကြီးကကိုရင်လေးကိုရေပုံးမှတ်ပြီးမိတဲ့ပြစ်ထက်မလို့တောင်ဖြစ်သွားသေးတယ်။ကံကောင်းလို့ဝါတဲ့ဖုန်ကြီးကအချိန်မီလှမ်းဆွဲကယ်တင်လိုက်နိုင်တယ်။သူတို့၃ယောက်ရဲ့ညီညွတ်တဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်မိကြီးကိုအောင်မြင်စွာညှိမ့်သက်နိုင်ခဲ့ကြတယ်။ဒီအဖြစ်အပျက်ကိုဖျက်ဆီးပြီးနောက်မှာတော့သူတို့ကြားကသဘောထားကွဲလွဲမှုတွေအားလုံးပြေလည်သွားခဲ့တယ်။ရေပြဿနာကိုဖြေရှင်းဖို့အတွက်သူတို့တိုင်ပင်လိုက်ကြပြီးဝါတဲ့ဖုန်ကြီးကတောင်အောက်မှာရေခတ်မဲ့ကိုရင်လေးကစတီးကိုသုံးပြီးရေပုံးကိုတောင်ပေါ်ဆွဲတင်မဲ့ပြီးရင်အရက်ရှိတဲ့ဖုန်ကြီးကကျောင်းထဲကိုရေပုံးဆွဲသွားမယ်ဆိုပြီးတာဝန်တွေစနစ်တကျခွဲဝေလိုက်ကြတယ်။အဲ့ဒီအချိန်ကစပြီးသူတို့၃ယောက်ရေအတွက်ဘယ်တော့မှမရဖြစ်ကြတော့ပါဘူးဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့လူတွေဟာစိတ်ထားကောင်းကောင်းနဲ့အချင်းချင်းကူညီရိုင်းပင်းကြမယ်ဆိုရင်အလုပ်တွင်ကျမှုကတိတိတတ်တာတိုးတက်လာမှာပါဒါပေမဲ့တယောက်နဲ့တယောက်တက်တက်ဆန်ဆန်တွက်ကပ်နေကြမယ်ဆိုရင်တော့အလုပ်တွေပျက်စီးပြီးနောက်ဆုံးမှာဘာမှမကျန်တဲ့အထိဒုက္ခရောက်သွားနိုင်ပါတယ် like and follow လေးလုပ်ပြီးအားပေးသွားပါဦးဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ